အားလုံးပဲမင်္ဂလာပါရှင် shopping ဝင်လေးကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကတော့လာအိုကမန်ဖီယန်မြို့လေးကိုသွားခဲ့တဲ့ trip လေးအကြောင်းကိုပြပြပေးထားတာပါရှင်မန်ဖီယန်ကိုသွားမယ်ဆိုရင် VNJ Northern Bus Station ကနေပြီးတော့ ticket ဝယ်ရပါမယ် ticket fees လေးကတော့တယောက်ကိုဘတ်250ဝန်းကျင်လာအိုကင်းနေဆိုရင်တော့3သိန်းခွဲလောက်ကျခဲ့ပါတယ်ဘတ်နဲ့မသွားချင်ဘူးဆိုလို့ရှိရင် Loca တို့ Intrive တို့လို taxi app ကနေပြီးတော့ VNJ ကနေ Manfian ကိုတိုက်ရိုက်သွားလို့ရပါတယ်။ကားကတော့ဘတ်2000ကနေ2500ဝန်းကျင်ရှိပါမယ်။ကြာချိန်ကတော့2နာရီကနေ2နာရီခွဲဝန်းကျင်ကြာပါမယ်။ဘတ်နဲ့သွားမယ်ဆိုရင်ပေါ့နော်ဒီလိုမျိုးကားအကောင်းစားကြီးကိုစီးရမှာပါ။သူတို့ကဘတ်နဲ့သွားတာဆိုတော့ Manfian တီတဆင်စီရဲ့ Manfian ကနေမှ Manfian တီ Loca app ကနေပြီးကားငှားလိုက်ပါတယ်။ကားကတော့ဘတ်1500လောက်ကျပါတယ်ကစ်နဲ့ဆိုလို့ရှင်တော့1 million လောက်တော့ကျရပေါ့နော်ရောက်လာတဲ့ကားကလည်း electric ကားဆိုတော့သူကချက်ချင်းသွင်းဖို့15မိနစ်လောက်စောင့်ဖို့ပြောတယ်ပေါ့နော်အဲ့တော့သူကအဲ့ချိန်မှာ coffee တောက်လိုက်ပါတယ်အကြိုက်ဖြစ်သွားတာပေါ့နော်မန်ဖီယန်ကိုသွားတဲ့လမ်းတစ်လျှောက်လုံးကလည်းဒီတောတောင်နေနဲ့စိမ့်ဆုံနေတာဆိုတော့အရန်ကိုလှပါတယ်ရှူခင်းကတော့အရန်လှတယ်သူတို့တဲမဲဟိုတယ်နာရောက်ခံမှာလမ်းကနည်းနည်းတော့ကျန်တယ်ပေါ့နော်မီနီလမ်းလေးဖြစ်သွားတယ်အဲ့တော့သူတို့ကလမ်းထိပ်မှာပဲရက်ခိုင်းလိုက်ပြီးတော့လမ်းလျှောက်မယ်ပေါ့နော် map ကနေကြည့်လိုက်တဲ့အချိန်မှာလည်း9မိနစ်လောက်ပဲဆိုတော့ရှောက်လိုက်တယ်ဒါပေမဲ့နည်းနည်းဝေးတယ်ပေါ့နော်လမ်းလျှောက်နေရင်းနဲ့ဟိုတယ်ကဝန်ထမ်းနဲ့တွေ့ရပေါ့နော်ဒီဟိုတယ်ကိုလာတယ်ဆိုလို့ရှိရင်သူတို့ကဒီလမ်းထိပ်ထိကိုအကျိုးပိုးရှိတယ်လို့ပြောတယ်ကားကောင်းစားကြီးလာကြိုတယ်ပေါ့နော်ထော်လာကြီးကားကောင်းစားကြီးလာကြိုတယ်လမ်းကလည်းအရန်ကောင်းတာနဲ့တော့ကွက်တီပဲမန်ဖီယန်မှာကလဲစရာတွေတိတ်မရှိဘူးဒါပေမဲ့သူ့ရဲ့ main attraction ကရေပေါ်ဟိုတယ်လေးတွေဖြစ်တဲ့အတွက်ဟိုတယ်တွေကိုသွားတဲ့လမ်းတွေကဒီလိုမျိုး adventure ပုံစံလမ်းလေးတွေဖြစ်ရပါမယ်ရှင်သူတို့ဒီ flow house ကိုရောက်တဲ့အချိန်မှာရန်လဲဖိုက်စာနေပြီးအဲ့ချိန်မှာဒီဟိုတယ်ရဲ့ရှေ့မှာမုန်းဆိုင်ဆက်လေးလေးတွေ့ပါတယ်အဲ့တော့အရန်ကိုပြောသွားတာပေါ့နော်သူတို့တဲခဲ့တဲ့နေရာလေးကတော့ Manfian က Amana Flow House 2ပါသူတို့ကတော့ဒီ 3 bedroom လေးမှာနေခဲ့ပါတယ်ဟိုတယ်လေးရဲ့ location ကိုလည်း description ထဲမှာထည့်ပေးထားပါမယ်ရှင်ရေချိုးကန်အိမ်သားလေးဆိုလို့ရှိရင်လည်းအရန်တန့်တယ်ပေါ့နော်ဒီ flow house ကိုရောက်ရင်ပထမဦးဆုံးစားအောင်စားမယ့်အရာကမူကထပါဘာလို့လဲဆိုတော့ဒီမြစ်လေးရဲ့အလှရဲ့ဒီရှုခင်းလေးရဲ့အလှရဲ့ကြည့်ပြီးစားရတဲ့အရာတာကဘာနဲ့မှမလဲနိုင်ဘူးပေါ့နော်ဒီဘောဟိုတယ်လေးတွေကတော့ water activity လုပ်ရင်းနဲ့ staycation နေခြင်းနဲ့မိသားစုတွေတငယ်ချင်းတွေအတွက်ကတော့လုံးဝ perfect ပဲเนาะနေ့လယ်လောက်ကနေစပြီးတော့ဆက်လီလေးတွေဒီမီးလောင်ဆုံးဆက်လီလေးတွေကလည်းအများကြီးပဲအဲ့မှာတငယ်ချင်းတွေပျော်ပျော်ပါတချင်းတွေဆိုကြရတယ်မုတ်တီစားကြရတယ်မနက်6နာရီလောက်ဆိုရင်ဖုန်းကြီးဆွမ်းခံကြွားပါတယ်လူပဲပစ္စည်းတွေကိုတော့ဒီ resort ကနေပြီးတော့ပြင်ဆင်ခိုင်းလို့ရပါတယ်ဒီတယောက်စာကိုဘတ်150ကျပါတယ်သူကတော့ဘလို့လှူရမှန်းမသိလို့ဘေးက local aunty တွေလှူတဲ့အတိုင်းအောင်လိုက်လှူတယ်တရားနာတာလည်းသူတို့လိုပဲ like တရားနာတယ်ရေးဆက်ချတာလည်းတူတူပဲပေါ့နော်ဆုံးငင်ကြွားတဲ့လေလေးကလည်းတစည်းရဲမဟုတ်ပေါ့နော်မနက်6နာရီလောက်ကနေစပြီး9နာရီလောက်ထိရှိပါတယ်Vì mình hàng đó lắm người đó mà phải thằng Bắc lại cái nhạ nó hẹn hàng phải thằng khá mà thằng banတောတောင်နေနဲ့တဘာဝရွှေခွန်ကြိုက်တဲ့သူဆိုလို့ရှင်တော့ဒီနေရာလေးကအရန်ကိုအဆင်ပြေတဲ့နေရာလေးပါရေကတော့အရင်မနှက်ဘူးပေါ့နော်ဒီခါတဝက်ကြော်မှရှိရဲဒါပေမဲ့ရေစီးကတော့တန်တယ်ဒီဟိုတယ်ကနေပြီးတော့ walking လဲငှားလို့ရပါတယ်သူ
သူကတော့အထူးဆန်းနေစားရတာကြိုက်တဲ့သူဆိုတော့လာကိုကြက်ဥစားခဲ့တယ်ပေါ့နော်သူကတော့ဗီဒီယိုပဲရိုက်ပေးခဲ့တယ်မစားရဲလို့မစားတော့ဒီမှာကအစားတောက်အတွက်လုံးဝစိတ်ပူစရာမလိုဘူးဟိုတယ်ကလည်းမှာလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်အခန်းပြင်ထွက်လိုက်တာနဲ့မုတ်ဆိုင်လှေလေးရတောက်လျှောက်ကိုလာနေတာအဲ့တော့အရန်အဆင်ပြေတော့ပဲထူးရမန်ဖီယန်ကနေအပြန်မှာ Art Village ဆိုတဲ့နေရာလေးရှိပါတယ်။သူကမြန်မာမှာဆိုလို့ရှိရင်တိုင်းသားကျွေးရလို့ပုံစံမျိုးဒါပေမဲ့သူကတေးသေးလေးပဲဟိုဆိုင်လေးတွေရှိမယ် coffee ဆိုင်လေးတွေရှိမယ်ပြီးတော့အင်ဂျီဆိုင်လေးတွေရှိမယ်သူတို့ရိုးရပစ္စည်းလေးတွေကိုပြထားတာလေးရှိမယ်ပြီးတော့ဒီရိုးရအရက်တွေပေါ့နော်ဒီသူတို့အသေးရွက်တွေဖူတွေနဲ့စိန်ထားတဲ့အရက်တွေကိုသူတို့ပြထားတာတွေရှိမယ်။စမ်းတောက်ချင်တယ်ဆိုလို့ရှိရင်လည်းဝယ်လို့ရပါတယ်။မဖီယန်ထွေလေးကတော့ဒီလောက်ပါပဲရှင်သူတို့ကတော့ဒီအရှိမမြင်နေရတဲ့တောင်နေကြားတဲ့မြို့လေးကိုခီးဆောင်မှာဖြစ်ပါတယ်အားလုံးပဲစိတ်ချမ်းသာအကူချမ်းသာနဲ့ချင်းစီသားသားများအောင်မြင်ပါစေလို့ shopping mall ထဲမှာဆုမတောင်းပေးလိုက်ပါတယ်ရှင်